မြန်မာတမိုင်းမှာဘယင်ခန်ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ကိုလိုနီခေတ်ရဲ့အာဏာရှိဆုံးအုပ်ချုပ်သူတွေကိုပြေးမြင်ကြမှာပါဒါပေမဲ့သူတို့ကဘသူတွေလဲဘလို့အာဏာမျိုးရှိခဲ့တာလဲအင်္ဂလိပ်မြန်မာစစ်ပွဲသုံးကျင်အပြီးမှာမြန်မာနိုင်ငံဟာ British Empire ရဲ့လက်အောက်ကိုလုံလုံလျလျကြာရောက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အုပ်ချုပ်ရေးရန်တရားကိုစနစ်တကျဆက်တင်ခဲ့ပြီးအုပ်ချုပ်သူအစဉ်စဉ်ကိုတတ်မှတ်ခဲ့ပါတယ်အစောပိုင်းမှာတော့မဟာမင်းကြီးလို့ခေါ်တဲ့ Commissioners တွေကပဲအုပ်ချုပ်ခဲ့တာပါ1898ရောက်မှသာဒုတိယဘယင်ခံအဆင့်ကိုမြင့်တင်ခဲ့ပါတယ်ဒုတိယဘယင်ခံဒီဟာမြန်မာနိုင်ငံကို British India ရဲ့ပြည်နယ်တစ်ခုအနေနဲ့အုပ်ချုပ်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကမြန်မာပြည်ဟာအိန္ဒိယရဲ့လက်အောက်ခံပြည်နယ်တစ်ခုသာဖြစ်ခဲ့တာပါ1923ခုနှစ်မှာတော့ဒိုင်အာခီအုပ်ချုပ်ရေးနဲ့အတူဘယင်ခံဆိုတဲ့တရားဝင်ရာထူးအမည်ကိုစတင်အသုံးပြုခဲ့ပါတယ်ပထမဆုံးဘယင်ခံကတော့စာစပန်ဆာဟာကုတ်ဘတ်တလာဖြစ်ပြီးရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ခဲ့သူအဖြစ်လူသိများပါတယ်ဘယင်ခံတွေဟာအုပ်ချုပ်ရေးတရားစီရင်ရေးနဲ့စစ်ပတ်ဆိုင်ရာအာဏာအလုံးကိုချုပ်ကိုင်ထားခဲ့ပါတယ်အတွင်းဝင်များယုံဟာဘလင်ကန်ရဲ့အမိန့်အာဏာနဲ့ထွက်ပေါ်ရာဗဟိုချက်မှဖြစ်ခဲ့ပါတယ်1939ခုနှစ်မှာမြန်မာနိုင်ငံကိုအိန္ဒိယကနေခွဲထုတ်လိုက်တဲ့အခါဘယင်ကန်ရဲ့အခမ်းကဏ္ဍဟာပိုပြီးအရေးပါလာပါတယ်ဘယင်ကန်နဲ့ဝိုင်းစရိုင်းကြာမှာကွာခြားချက်ရှိပါတယ်ဝိုင်းစရိုင်းဆိုတာဘယင်ကိုစားလေအဖြစ်တိုက်ရိုက်အုပ်ချုပ်သူကိုဆိုလိုတာမှာဘယင်ခံမှာဗီဒိုအာနာရှိပြီးဘလို့ဥပဒေကိုမစိုးပယ်ဖျက်နိုင်တဲ့အထိလူပိုင်ခွင့်ကြီးမားခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ဝင်လာတဲ့အခါဘယင်ကန်ဒရမန်စမစ်ဟာအိန္ဒိယကိုပြေးပြီးပြည်ပရောက်အစိုးရကိုဖွဲ့စည်းထည့်ရပါတယ်ဒါဟာကိုလိုနီအုပ်ချုပ်ရေးရန်တရားပြက်ပြားထားတဲ့အချိန်ထိပ်ကြီးသမိုင်းမှာအလဲအပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်စစ်အပြီးမှာတော့လုံဆုံးဘီယန်ကန်ဖြစ်လာမဲ့စာဟူဘတ်ယန်စ်ရောက်ရှိလာပါတယ်သူဟာဗိုလ်ချုပ်အောင်ဆန်းနဲ့နီနီကတ်ကတ်ပူးပေါင်းဆောင်ရွက်ပြီးလွတ်လပ်ရေးအတွက်လမ်းခင်းပေးခဲ့သူပါလွတ်လပ်ရေးရဖို့နီးကပ်လာတာနဲ့အမျှဘယင်ကန်ရဲ့အာဏာဟာလည်းတဖြည်းဖြည်းလျော့နေလာခဲ့ပါတယ်1948ခုနှစ်ဇန်နဝါရီလ4ရက်မှာတော့ British အလံကိုချလိုက်ပြီးဘယင်ကန်အုပ်ချုပ်ရေးအဆုံးသတ်သွားခဲ့ပါတယ်ရာစုနှစ်တစ်ခုကျော်ကြာခဲ့တဲ့ဘယင်ကန်ခေတ်ဟာတမိုင်းစာမျက်နှာထဲကိုရောက်ရှိသွားပါပြီဘယင်ကန်ရဲ့နေရာမှာနိုင်ငံတော်သမ္မတကအစားထိုးဝင်ရောက်လာပြီးအချုပ်အခြာအာဏာကိုပြန်လည်ရရှိခဲ့ပါတယ်ဘယင်ကန်တွေဟာကိုလိုနီစနစ်ရဲ့တန်ကြတာတွေဖြစ်ပေမဲ့သူတို့ခြံထားခဲ့တဲ့အုပ်ချုပ်ရေးနဲ့အဆောက်အုံတွေကတော့တမိုင်းသက်တည်တဲ့အဖြစ်ကြန့်ရှိနေစေမှာယနေ့ခေတ်ရန်ကုန်မြို့တဲ့ရှေးဟောင်းအဆောက်အုံတွေမှာအဲ့ဒီခေတ်ရဲ့အငွေ့အသက်တွေကိုခန်းစားနေရဆဲဖြစ်ပါတယ်တမိုင်းကိုတီးမှအနာဂတ်ကိုတီးဆောက်နိုင်မှာမို့ဒီဗီဒီယိုလေးကနေဘယင်ကန်ဆိုတဲ့အသုံးအနှုန်းကိုပုံမသိရှိသွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်တမိုင်းဝိုင်းအကြောင်းအရာတွေကိုသိချင်သေးရင်တော့ကျွန်တော်တို့နဲ့အတူဆက်လက်စောင့်ကြည့်ပေးကြပါဦးကျေးဇူးတင်ပါတယ်